အားလုံးပဲမင်္ဂလာပါဆောင်းတဲ့ဘုရားနေကြိုဆိုလိုက်ပါတယ်မနေ့ညကသမိုင်းကမန်ယူနဲ့စီမံကြီးအာဆင်နယ်တို့ပရီးမီးယားလိဂ်မှာထိခိုက်တွေ့ဆုံကြရပါတော့ကိုရလက်ကတော့နှစ်ဖက်စလုံးတစ်ဖက်တစ်ခုစီနဲ့ဒီရရှိခဲ့ပါတယ်စီမံကြီးကပြီးခဲ့တဲ့ချန်ပီယံလိဂ်မှာ PSV ကိုဘုံမိုးတွေရွာခဲ့ပေမဲ့လည်းပြီးခဲ့တဲ့ညကမန်ယူကွင်းအုပ်ထွက်ဖို့မှာဘုံမိုးလုံးဝမရွာနိုင်ပါဘူးပြီးတော့ possession တွေကလာများပြင်မဲ့လေမန်ယူကိုပေါ့ကိုတေချာမချင်းချောင်းနိုင်ဘူးเนาะဒါပေမဲ့လေအမိုင်းကမန်ယူကတော့အမရွန်လက်ထက်မှာဆိုရင်အသင်းကြီးနဲ့တွေ့တိုင်းတေချာပမာဏနိုင်ငါးစားခွက်ကိုပေါ်ဆောင်နိုင်တယ်ပေါ့เนาะပြီးတော့နေ့ကနေ့ညလာအာဆင်နယ်ကုန်းမှာကပါဝင်မှုတွေမလုပ်နိုင်ဘူးဆိုရင်စီမံကြီးအာဆင်နယ်ကကိုပြက်ကျုံးမှာတေးကြပါဘူးเนาะပြည်သက်ကြီးတို့ကဘယ်လိုမြင်လဲမနေ့ကညရလက်ကပဲဖြစ်လားမဖြစ်လားပုံမှန်လေးအောက်မှာမှန်သွားပြကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်